Hello မင်္ဂလာပါတမီတို့ရေ Teacher Skylark ရဲ့ပထမတန်းအင်္ဂလိပ်စာအခန်း3သင်ခန်းစာ1မှာကြိုဆိုပါရစေ။ Okay ဒီနေ့ Teacher တို့ကသင်ခန်းစာ1ကိုရောက်လာပြီနော်။ဒါဆိုရင်ဒီအခန်း3သင်ခန်းစာ1မှာဘာတွေသိရမလဲဆိုရင် Letters of the week ဒီတစ်ပတ်အတွက် letters လေးနှလုံးသင်ရမှာပါ။ပထမ letter ကthe letter E. Okay, and then the second letter is the letter F. Okay, good. That's all. Letter E လေးနဲ့ letter F လေးကိုလေ့လာကြည့်ရအောင် Okay, ဒီ letter လေးနှလုံးကိုမရေးခင် teacher တို့ကအရင်ဦးဆုံးမှတ်မိသွားအောင် teacher ကပြောမယ်တမီတို့ကလိုက်ပြောနော်ဒါလေးက the letter E. Okay, letter E လေးမှာ capital letter နဲ့ small letter ဆိုပြီးရှိတယ် This is capital E. လိုက်ပြောကြည့်ပါဦး capital E. Okay, and this one is small e. လိုက်ပြောကြည့်ပါဦး small e. Okay, well then. ကဲဒါဆိုရင် teacher တို့ကဒီ letter လေးတွေကိုဘယ်လိုရေးတယ်ဆိုတာကိုကြည့်ကြရအောင်နော် Okay, ဒါဆိုရင် teacher တို့က capital E. capital E လေးကိုအရင်စရေးကြမယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက် capital E. Okay, နောက်တစ်ခါပြန်ရေးအောင်မယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက် Okay, this is capital E. Okay, ဒါဆိုရင် teacher တို့က small e လေးကိုရေးကြည့်ကြရအောင် small e လေးကတော့တစ်ချက်တည်းရေးရမှာနော်တစ်ချက် Okay, small e. Okay, နောက်တစ်ခါရေးအောင်မယ်တစ်ချက်တည်းနော်Okay, small e. Well then, ကဲဒါဆိုရင် teacher တို့ capital E လေးလည်းရေးတတ်သွားပြီ small e လေးလည်းရေးတတ်သွားပြီဆိုတော့ဒီ the letter E လေးနဲ့ဘယ်စလုံးလေးတွေကိုပေါင်းလို့ရတယ်ဆိုတာကိုလေ့လာကြည့်ရအောင် Okay, ဒီမှာနရွက်ပုံကလေးရှိတယ်ဆိုတော့နရွက်ကလေးကို the letter E လေးနဲ့ဘယ်လိုပေါင်းမလဲကြည့်ရအောင် E A R E လေးရဲ့အတန်ကဒါပေမဲ့ဒီမှာကျတော့ E လေးကနောက်ထပ်အတန်တစ်မျိုးထပ်ရှိသေးတယ်ဒီညမှာတော့ it Okay နော် E လေးရဲ့အတန်အသစ်လေးကိုမှတ်ထားပေးပါဦး it လိုက်ပြောကြည့်ပါဦး it Okay ဒါဆိုရင် E လေးက it A လေးရဲ့အတန်ကပုံမှန်ဆိုရင်ဒါပေမဲ့ဒီနေရာမှာလဲ A လေးကနောက်ထပ်အတန်အသစ်လေးထပ်ရှိသေးတယ်အဲ့ဒါဘာလဲဆိုရင်ဒါဆိုရင် it R လေးရဲ့အတန်ကတော့ R ဆိုတော့ it R ear it R ear Okay နော် E A R ear E A R ear Okay ဒါဆိုရင်နှစ်ရွက်ကလေးကို ear လိုက်ပြောကြည့်ပါဦး ear Okay, well done ကဲဒါဆိုရင်နောက်ထပ် E လေးနဲ့ပေါင်းတဲ့စလုံးလေးတစ်လုံး E Y E ဒီတစ်ခါကျတော့ဒီစလုံးလေးကထူးဆန်းတယ်သူက E လေးကို
y လေးကိုရ e လေးကိုဒီလိုမျိုးတစ်လုံးချင်းစီအတန်မထွက်တော့ဘဲနဲ့ e ဒီသုံးလုံးစလုံးကအတန်တစ်မျိုးတည်းထွက်တယ်အဲ့ဒါလေးက I လိုက်ပြောကြည့်ပါဦး I okay so E Y E I yes မျက်လုံးကလေးကို I နားရကလေးက ear okay ကြည့်ဒါဆိုရင်teacher တို့က letter F လေးရေးတဲ့ပုံစံလေးကိုသွားကြည့်ကြရအောင် okay capital F လေးကတစ်ချက်နှစ်ချက်သုံးချက် capital E လေးကကြတော့၄ချက်ရေးတယ် capital F လေးကကြတော့၃ချက်ထဲနော် okay နောက်တစ်ခါပြန်ရေးကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက် capital F ဒီတစ်ခါ small f လေးကိုရေးကြည့်ကြရအောင်တစ်ချက်နှစ်ချက်ထဲနော်ပြန်ရေးကြည့်ကြရအောင်တစ်ချက်နှစ်ချက် small f okay well done ဆိုတော့ထုံးစံအတိုင်း small f လေးနဲ့ဗာလေးတွေပေါင်းလို့ရမလဲကြည့်ရအောင် okay F E N F လေးရဲ့အတန်က F A လေးရဲ့အတန်ကF A N လေးရဲ့အတန်က N F A N fun F A N fun okay ဒါဆိုရင်ရက်တောင်လေးကို F E N fan ဒီလိုသုံးလို့ရတယ်နောက်ထပ်တစ်လုံးဒါလေးကတော့တသားမီတို့သိပြီးသားဖြစ်မှာပါဒါပေမဲ့လည်းထပ်ပြောပြအောင်မယ်နော် okay F I S H F လေးရဲ့အတန်က F I လေးရဲ့အတန်က it F it ဒီတစ်ခါ SH လေးကိုတွေ့ရင်တော့ share လို့မှတ်ပြပါ S လေးကိုတသက် S H လေးကိုတသက် H ဆိုပြီးအတန်မထွက်တော့ဘူး SH လေးကိုတွေ့တာနဲ့ share ဆိုပြီးထွက်မယ်နော် okay ဒါဆိုရင် fish 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 okay ငါးကလေးကို fish F I S H fish okay well done ကဲဒါဆိုရင် teacher တို့ကဒီစလုံးလေးတွေကိုမှတ်မိလားမမှတ်မိလားလေ့ကျင့်ကြည့်ကြရအောင် teacher ကစလုံးလေးတွေကို scramble လုပ်ထားမယ်ရှင်းနောက်မညီအောင်စီထားမယ်တသားမီတို့က n scramble ပြန်လုပ်ပြီးနော်ညီပြန်စီပေးနော် What's this? okay မျက်လုံးလေးကိုဘယ်လိုခေါ်တော့ yes E Y E I What's this? ကဲငါးကလေးကြတော့ရော fish okay What's this? ဒီတစ်ခါနှစ်ရွက်ကလေး E လေးက A လို့မထွက်ဘဲနဲ့ A လို့ထွက်တယ်နော် A လေးကလည်း A လို့မထွက်ဘဲနဲ့ A လို့ထွက်တယ် ear What's this? ကဲနောက်ဆုံးတစ်ခု
ရက်တောင်လေးကို fan 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 perfect ကဲတော်လိုက်တာဒါဆိုရင် teacher ကသသားမီတို့ကိုထပ်မေအောင်မယ် the letter e လေးနဲ့စတဲ့စကားလုံးလေးကဒီမှာဘယ်ပုံလေးဖြစ်မလဲ hat elephant xylophone hat elephant xylophone okay which one ဘယ်တစ်ခုလေးဖြစ်မလဲ yes elephant okay ဒါဆို F လေးကိုတွားရအောင်ဘယ်ပုံကလေးက F လေးနဲ့စတဲ့စကားလုံးလေးဖြစ်မလဲ kangaroo queen fox kangaroo queen fox which one yes fox okay မြေခွေးလေးက F လေးနဲ့စတယ်နော်ကဲဒါဆိုရင် teacher တို့နောက်တစ်မျက်နှာကိုသွားကြည့်ကြရအောင်နောက်တစ်မျက်နှာကတော့ the letter E လေးနဲ့ the letter F လေးကိုမှတ်မိအောင်ရေးကြည့်ကြရမယ် okay နော်ကဲဒါဆိုရင်ပြန်ရေးကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက် capital E တစ်ချက် small e တစ်ချက်နှစ်ချက်သုံးချက် capital F တစ်ချက်နှစ်ချက် small f okay well then okay say and circle E say and circle F E လေးကိုပြောပါပြီးရင်ဝိုင်းပေးပါ E A R ear E F လေးကိုပြောပါဝိုင်းပေးပါ F A N fan F okay take and say အမှတ်ချစ်ပေးပါပြီးရင်ပြောပေးပါ E I F fish okay write and say ရေးမယ်ပြောမယ်တစ်ချက်နှစ်ချက် fan တစ်ချက် ear okay well done ကဲဒီချက်ကနောက်ဆုံးအနေနဲ့ဒီနေ့လေးလာခဲ့တဲ့စကားလုံးလေးလေးလုံးကိုပြန်မေးကြည့်မယ် What's this? Yes, it's an eye. မျက်လုံးလေးတစ်လုံးဆိုရင်ရှေ့မှာ N လေးထည့်ပေးရမယ်နော် A E I O U နဲ့စတဲ့အာအတန်ထွက်တဲ့စကားလုံးတွေရဲ့ရှေ့မှာ A N N လေးသုံးပါတယ် Okay, what's this? Yes, here again, it starts with E and it sounds ah. E လေးနဲ့လည်းစတယ်အာအတန်လေးလည်းထွက်တယ်ဆိုတော့ it's an ear. It's an ear. Okay, what's this? Okay, fish လေးက A E I O U နဲ့လည်းမစဘူးအတန်လည်းမထွက်ဘူးဒါဆိုတော့ A လေးပဲသုံးမယ်နော် It's a fish. It's a fish.
Okay နောက်ဆုံးတစ်လုံး What's this Okay A E I O U နဲ့မစားဘူးအတလည်းမထွက်ဘူး fan It's a fan It's a fan Okay fan ဆိုတာဒီလိုကြိုင်မိခတ်တဲ့ရက်တောင်လေးမှမဟုတ်ဘူးဒီလိုပန်ကားလေးတွေကိုလည်း fan လို့ပဲသုံးတယ်နော် Okay ကဲဒါဆိုရင်ဒီနေ့ teacher တို့ပထမတန်းအင်္ဂလိပ်စာအခန်း3ရဲ့သင်ခန်းစာ1မှာပါတယ် the letter E လေးနဲ့ the letter F လေးကိုလေ့လာခဲ့ပြီးပြီဆိုတော့အခန်း3သင်ခန်းစာ3ကျမှပြန်တွေ့မယ်နော် Bye bye